science ကဘာပြောလဲအတင်းမှာယောဂတစ်ခုဖြစ်နေပြီကင်ဆာဖြစ်နေပြီဥပမာအဲ့တော့အတင်း3လပဲခံမယ်အဲ့ထပ်ပို့ပြီးတော့မခံဘူးဒါသူတို့ရဲ့လေးလာတွေ့ရှိချက်လူတယောက်တည်သွားပြီအဲ့အထိသူတို့လေးလာတွေ့ရှိလို့ရတယ်မင်းမအခုဒီယောဂဖြစ်နေပြီနောက်3လပဲခံမယ်ပြီးရင်တည်ပဲဒီထိလည်းသူတို့အတိုင်းအတာတစ်ခုရခံမှန်းကြီးတစ်ခုရပေါ့ရှာဖွေတွေးရှိလို့ရရင်တွေးရှိမယ်ဒါပေမဲ့ရှေ့ဆက်ပေါ့ဆုံးပြီးဒီလူတည်ပြီးဘာဖြစ်မလဲဘာကြီးဆက်ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှာဖွေလို့မရအောင်ရှာဖွေလေးလာလို့လည်းမရအောင်ရှာဖွေလေးတွေးရှိနိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီကနေဘာသိရလဲဆိုတော့အကလ်ဒီဟာဒ်တစ်ခုရှိတယ်အတိုင်းအတာတစ်ခုရှိအကလ်ဒီကျွန်တော်တို့ဒီမှာရှိနေတဲ့အကလ်ဒီဟာဒ်အတိုင်းအတာတစ်ခုတည်းပဲရှိကန့်သက်ချက်တစ်ခုသူ့မှာရှိနေအဲ့ဒီကန့်သက်ချက်ထက်ကြော်ပြီးတော့သူဘာလို့မှစဉ်းစားလို့တွေးတောလို့လေးလာလို့စူးစမ်းလို့ရှာဖွေလို့မရတော့အဲ့လိုပဲသူတို့ကဘာကြီးနဲ့ပတ်သက်ပြီးတော့လဲရှာဖွေမှုတွေလုပ်တယ်အဲ့တော့သူတို့ရှာဖွေလေးလာတယ်ဟာအိုဇုံလွှာဆိုတော့သူတို့တွေ့တယ်ဟာအိုဇုံလွှာရှိတယ်ဟုတ်ပြီအိုဇုံလွှာကတဖြည်းဖြည်းအခုဘာဖြစ်နေပြီလဲပေါက်နေပြီဘလောက်တော့ပေါက်နေပြီကြားလာတာနဲ့အမြတ်ဒီအပေါက်ကကြီးလာမယ်ကဘာမှာအပူရှိန်ကပို့ပြီးတော့ဖြင်းလာမယ်အဲ့ဒီကနေပြီးတော့ရေခဲတွေကအရေးပြောလာမယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်းကဘာကြီးကရေနဲ့လွှမ်းမိုးသွားမယ်စသဖြင့်ပေါ့နောက်သူတို့ဒီ logic ပေါ့ဘလို့စင်ကဲဘာကြောင့်တစ်ချိန်မှာဒုနီယာကြီးကပျက်စီးသွားမယ်ဟုတ်ပြီဒီထိရှာဖွေတွေ့ရှိတယ်ထားအဲ့တော့ရှေ့ဆက်အဲ့ဒီဒုနီယာကြီးပျက်စီးသွားပြီးရင်ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘယ်သူမှရှာဖွေလို့လည်းမရတော့အဲ့တော့အဲ့ဒါကိုပြောတာအကလ်ဒီအုံနောက်ဒီဟတ်ဒီကန့်သက်ချက်တစ်ခုအထိပဲရှိတယ်အတိုင်းအတာတစ်ခုသူမှရှိနေတယ်အဲ့ထက်ပိုပြီးတော့ရှေ့ကိုရှာဖွေတွေ့ရှိလို့မရဘူးဒါကြောင့်မလို့အစ္စလာမ်သာသနာဟာကျွန်တော်တို့အစ္စလာမ်ရှရီယတ်ဟာအကလ်ပေါ်မှာတွားပြီးအခြေမခံထားဘူးကျွန်တော်တို့အစ္စလာမ်သာသနာဒီအကလ်ပေါ်မှာတွားပြီးတော့အခြေမခံထားဘူးဒါကိုတင်ပြကြတယ်ဘာကြောင့်ကျွန်တော်တို့အစ္စလာမ်သာသနာဟာအကလ်ပေါ်မှာအခြေမခံရတာလဲအုံနောက်ဒီဟတ်အတိုင်းအတာတစ်ခုအထိပဲရှိတယ်နံပါတ်1ဒါကြောင့် Hazrat Ali radiyallahu ta'ala ကဘာအမိန့်ရှိလဲဆိုတော့ငါတို့အစ္စလာမ်သာသနာကတကယ်လို့အုံနောက်ပေါ်မှာအခြေခံတယ်ဆိုလို့ရှိရင်ဒီမဆာအလ်ခူဖိုင်လို့ခေါ်တဲ့ဒီအရန်အေးတဲ့ရာဒီဥဒုရှိတဲ့နေရာတွေမှာဆိုလို့ရှိရင်ရှရီယတ်ကခွင့်ပြုချက်တစ်ခုအနေနဲ့ကျွင်းချက်တစ်ခုအနေနဲ့ဗာပေးလဲဆိုတော့ဝူဇူခဏလုပ်ဖို့အဆင်မပြေဘူးရာဒီဥဒုရဲ့တအားအေးခဲမှုကြောင့်လူရဲ့အသက်အန္တရာယ်ပါစိုးရင်ရတယ်အဲ့လိုဆိုတော့အဲ့လိုနေရာမျိုးတွေမှာဆို6ရောက်ခဏမစေးခိုင်းလေဖြတ်သွားအဲ့တော့ဘာလို့လဲတစ်ခေါက်စေးပြီးရင်မူကီမ်ဆိုရင်တရက်တညခရီးတယ်မဟုတ်ရင်တရက်တည24နာရီခံခရီးတယ်ဆိုရင်ဒါ3ရက်3ညခံမယ်6ရောက်တစ်ခါစေးသွားရင်ဝူဇူလုံးမယ်6ရောက်တစ်ခါစေးသွားရင်တို့ဒီခြေစွပ်ဆွတ်လိုက်ရမယ်ပြီးရင်ဝူဇူပြတ်တိုင်းဒီ6ရောက်ကိုပြန်ဆေးရမလို့6ရောက်ပေါ်ကနေပြီးတော့ရေဆိုတဲ့လက်နဲ့ဒီလိုမဆာလက်3ချောင်းနဲ့ဒီလိုပုတ်လိုက်ရင်6ရောက်စေးတာအထားမြောက်တော့ဒါရှရီယတ်ဘက်ကနေပြီးတော့ပေးထားတဲ့ခွင့်ပြုချက်တစ်ခုအဲ့တော့ရှရီအတ်တာတကယ်လို့ဒီအုံနောက်ပေါ်မှာအကလ်ပေါ်မှာအခြေခံထားတာဆိုလို့ရှိရင်ဟာဇတ်အလီရဒီအလ္လာဟ်တအာလာကအမေရှိတယ်ငါမဆာဘူးဘာမှလုပ်ခိုင်းမှလဲခြေဖွားမှလုပ်ခိုင်းမှာခြေဖမိုးမှလုပ်ခိုင်းမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လမ်းလျှောက်တယ်ပြုတယ်ဆိုတာခြေဖွားနဲ့ပဲလျှောက်တာဒီပေးတယ်ပြုတယ်ဆိုတော့မှပေးမှာခြေဖွားမှပဲပေးအဲ့ခြေဖွားကိုပဲငါတန်းစင်အောင်မဆာလုပ်ခိုင်းမှာပုတ်တက်ခိုင်းမှာအဲ့တော့ခြေဖမိုးတော့ပုတ်တက်ခိုင်းမှာပေါ့ဒါပေမဲ့ရှရီယတ်ကဘာပဲလဲခြေဖမိုးပဲပေါ့အဲ့တော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာကျွန်တော်လိုက်လာကြည့်အုံနောက်နဲ့မညီတာတွေအများကြီးအုံနောက်နဲ့မညီတာဆိုတာဟာကျွန်တော်တို့ကိုအလာပေးတဲ့ဒီအုံနောက်တိတိလေးနဲ့ဖန်ဆင်းရှင်ရဲ့အမိတ်တွေကိုကျွန်တော်တို့နားမလည်နိုင်လို့မညီတာလို့ပြောတာတကယ်တော့တဘာဝအချဆုံးဒီဖန်ဆင်းရှင်ရဲ့အမိတ်မှာပဲရှိအဖြစ်တင်ဆုံးဒီလေဖန်ဆင်းရှင်ရဲ့အမိတ်မှာပဲရှိအစ္စလာမ်ရဲ့ဥပဒေများသည်အကလ်ပေါ်မှာအခြေမခံအကလ်ဒီအတိုင်းအတာတစ်ခုထိပဲရှိအကလ်ဒီအသိဉာဏ်ဒီအတိုင်းအတာတစ်ခုထိပဲရှိတယ်အမြင်အာရုံဒီလည်းအတိုင်းအတာတစ်ခုထိပဲရှိတယ်ဥပမာလူတစ်ယောက်ကအရာတစ်ခုကိုမြင်ပြီးဆိုလို့ရှိရင်ဒီအရာတစ်ခုကိုကျွန်တော်တို့ထင်နေတာဒါငါတို့အစစ်အမှန်မြင်နေတာလို့ထင်တယ်တကယ်တော့အစစ်အမှန်မြင်နေတာမဟုတ်ဘူးမိမိမြင်တဲ့လူကြည့်တဲ့သူရဲ့အုံနောက်ထဲမှာရှိတဲ့ data နဲ့ဆိုင်အုံနောက်ထဲမှာရှိနေတဲ့လူရဲ့ data သူအုံနောက်ထဲမှာဘယ်လောက် data ရှိနေလဲသူအဲ့ဒါအဲ့ဒီအရာကိုမြင်ဥပမာကျွန်တော်တို့အပြင်မှာအရာဝတ္ထုတစ်ခုခုံတစ်ခုကလထိုင်တစ်ခုကျွန်တော်တို့မြင်ဖူးထားတာအဲ့တော့စာရွက်ပေါ်မှာလည်းကျွန်တော်တို့ပုံဆွဲရမယ်ကလထိုင်တစ်လုံးပုံစံဆွဲရတယ်စာရွက်ပေါ်ကကလထိုင်ကဒုတယ်မရှိဘူးအပြင်ကခုံကဒုတယ်ရှိတယ်
အလျာရှိတယ်ပေးရှိတယ်အနံရှိတယ်ဒုတယ်ရှိစာရွက်ပေါ်အရာကဘာမှဒုတယ်မရှိဘူးဆွဲထားတဲ့ပုံတစ်ခုပဲဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုမြင်ပြီးရင်လေဟိုအပြင်ကဒုတယ်ကိုကျွန်တော်တို့သွားပြီးတော့မြင်နေအောင်နောက်ထဲမှာအော်ဒါကလထိုင်ဒီလိုမျိုးခုတ်ဆိုတာဘာဖြစ်လို့လဲ data ရှိပြီးသားကျွန်တော်တို့အောင်နောက်ထဲမှာဒါနဲ့ပတ်သက်ပြီးတော့ရှိပြီးသားမို့လို့ဒီအရာကိုသဘောပေါက်တာကျွန်တော်ဆရာပေးတဲ့ပမာတစ်ခုတည်းရလို့စာကလေးနှစ်ကောင်ဒီမိတ်လိုက်နေတာကိုခလေးတွေဆိုရင်ဘာမြင်ဟာစာကလေးနှစ်ကောင်ဂုံမိုးပိုးနေတယ်ဘာဖြစ်လို့သူ့အုံနောက်ထဲမှာဒီဟာနဲ့ပတ်သက်ပြီးတော့ data မရှိဘူးသူတိတာဂုံမိုးပိုးတဲ့လောက်ပဲတည်အဲ့တော့အဲ့ဒါပြောလူတယောက်ကမြင်လို့ရှိရင်အရာတစ်ခုကိုမြင်လိုက်ရင်ကျွန်တော်တို့ဒီအဲ့ဒီအရာဒီကျွန်တော်တို့ထင်နေတာလူတိုင်းထင်နေတာအမှန်လို့ထင်မြင်တဲ့လူရဲ့အုံနောက်နဲ့ဆိုင်တယ်မြင်တဲ့လူရဲ့အုံနောက်ကသူဘယ်လောက် data ရှိလဲဒါနဲ့ပတ်သက်ပြီးဘယ်လောက်အချက်လက်များသိထားလဲမြင်လိုက်ရင်တော့အဲ့လောက်အချက်လက်များသဘောပေါက်နည်းနည်းပဲရှိထားတဲ့လူကနည်းနည်းပဲသဘောပေါက်ဒါကြောင့်မလို့အမြင်မတူဘူးဆိုတာတွေဖြစ်လာတယ်သူကလည်းသူ့ထဲမှာရှိတဲ့အုံနောက်ကသူ့အသိပညာနဲ့သူ့ data နဲ့သူတိုင်းမှာနောက်တစ်ယောက်ကလည်းသူ့အုံနောက်ထဲမှာရှိတဲ့သူ့အသိပညာနဲ့သူ့ data နဲ့သူတိုင်းအဲ့တော့ကျွန်တော်တို့ကမ္ဘာပေါ်မှာမြင်နေရတဲ့အရာတွေဒီလေဒီ election ဖန်ဆင်းပေးရတဲ့မျက်လုံးအမြင်အာရုံဒီလေဟတ်အတိုင်းအတာတစ်ခုထိပဲကျွန်တော်တို့ election ပေးမြင်ထားကြတော့ပဲကျွန်တော်တို့မြင်နေတာအဲ့မှာတော့အရာတစ်ခုကိုမြင်ပြီးဒီဘက်ကကြည့်ပြီးတယောက်ကတစ်မျိုးပြောမယ်ဒါဟိုဘက်ကကြည့်ပြီးတယောက်ကပြောမယ်အဖြူဟိုဘက်ကကြည့်ပြီးပြောမယ်တယောက်ကအမဲသူ့ဘက်ကကြည့်တော့တစ်မျိုးငါဘက်ကကြည့်တော့တစ်မျိုးကျွန်တော်တို့ဒါကြောင့်ပြောမြင်နေရတဲ့အရာတွေဒီလေအားလုံးဒီကျွန်တော်တို့အကုန်လုံးအစစ်အမှန်ကိုအရာတိုင်းမှာပြောအရာတိုင်းမှာမြင်နေရတာမဟုတ်အဲ့တော့တွားပြီးတော့အကလ်ဒီကိုယ့်ရဲ့အမြင်ငါမြင်မှပဲလက်ခံမယ်ဆိုမင်းရဲ့အဖေဘယ်သူလဲမင်းရဲ့အဖေဘယ်သူလဲဆိုဘယ်သူပေါ့ငါရဲ့အဖေဘယ်သူတေးချလားမင်းမြင်လားမင်းရဲ့အဖေတော့ဘယ်သူလဲကျွန်တော်တို့ဒါအခြားနဲ့ပဲလက်ခံလာတော့ပြောတာ DNA စစ်ပြီးသွားပြီလားခင်ဗျ DNA စစ်ပြီးတော့မှခင်ဗျအဖေဖြစ်ချောင်းအတည်ပြုလာလားအကွယ်ကိုဒါအိမ်မညူခဲ့တာပဲဘာလို့အကွယ်ကိုအိမ်မညူခဲ့လဲငင်းလို့မရတဲ့အထောက်အထားတွေရှိတဲ့ပုံမှာကျွန်တော်တို့အကွယ်ကိုကျွန်တော်တို့အိမ်မညူရတယ်အဲ့လိုပဲဒီဒုနီယာကြီးရဲ့တခလိဖန်ဆင်းမှုကိုလည်းကျွန်တော်တို့ကြည့်ဒေတာစဉ်းစားကြည့်အလောရှိမြတ်ကိုယ်တိုင်ဖန်ဆင်းနေတာကိုကျွန်တော်တို့မမြင်ရတော့ညာလည်းပဲဒီတခလိဒီအလာမတ်တွေဒီအရာဝတ္ထုတွေကိုကြည့်ပြီးတော့ကျွန်တော်တို့နေရှာနေတွေကိုကြည့်ပြီးကျွန်တော်တို့ဖန်ဆင်းရှိချောင်းကိုကျွန်တော်တို့တွေးလို့ရတယ်အဲ့တော့လောကမှာမမြင်ရရင်လက်မခံဘူးအုံနောက်ကိုပဲအရှိတန်းတယ်အုံနောက်ဒီအကန့်အသတ်တစ်ခုထိပဲဒါကြောင့်မလို့အစ္စလာမ်သာသနာဟာအစ္စလာမ်ရဲ့ဥပဒေဒီအစ္စလာမ်ရဲ့ဥပဒေများဒီအကလ်ပေါ်မှာအခြေမခံအကလ်ဒီအတိုင်းအတာတစ်ခုထိပဲရှိအသိဉာဏ်ဒီအတိုင်းအတာတစ်ခုထိပဲရှိတယ်အမြင်အာရုံဒီလည်းအတိုင်းအတာတစ်ခုထိပဲရှိတယ်အခြားအာရုံဒီလည်းအတိုင်းအတာတစ်ခုထိပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အစ္စလာမ်ရှရီယတ်ဒီအကလ်ပေါ်မှာအုံနောက်ပေါ်မှာတောင်းပြီးအခြေမခံထားကျွန်တော်အစ္စလာမ်သာသနာမှာအုံနောက်နဲ့ဆန့်ကျင်တာတွေအများကြီးရှိတယ်ဥပမာကျွန်တော်တို့ဒီရဂျပ်လာဆိုလို့ရှိရင်ဘာနဲ့ဆက်ဆက်မှုရှိလဲဆိုတော့ကျွန်တော်တို့ဒီမီအရာဂျ်နဲ့ဆက်ဆက်မှုရှိတယ်မီအရာဂျ်ညမှာတမန်တော်ကြီးဆလ္လာလ္လာဟူအလိုင်းဝါဆလမ်တို့လည်းရှိမကမစဂျစ်ဟရမ်ကနေပြီးတော့မစဂျစ်ဟရမ်ဘာမှရှိတယ်မက္ကာမှာရှိတယ်ဒီကာဘာမှာဒီမစဂျစ်ဟရမ်ကနေပြီးတော့ဟိုပါလက်စတိုင်းမှာရှိတဲ့မစဂျစ်အက်ဆာတီကိုမိနစ်ပိုင်းလေးနဲ့ခေါ်သွားတယ်အဲဒီကနေပြီးတော့ဟိုမူကောင်းကြီးခုနချက်ကိုဖြတ်တယ်ဟိုဗလေစီဒရတ်အလ်မွန်တဟာရီဘာဖြတ်တဲ့ဆရီဖ်အလ်အကလမ်တွေဘာဖြတ်တဲ့အကုန်ဖြတ်ကျော်ပြီးဟိုအရှိတီအလောရှိမြတ်ကိုတွားပြီးခါစားပြီးတော့အဲ့ဒီအရာတွေအားလုံးပြန်လာတယ်အဲ့ဒီမူကောင်းကြီးခုနထက်ကိုဆရီဖ်အလ်အကလမ်တွေကိုစီဒရတ်အလ်မွန်တဟာရီကိုအကုန်လုံးဖြတ်ပြီးနောက်ဆုံးမှဒီမစဂျစ်အက်ဆာကိုပြန်လာတယ်မစဂျစ်အက်ဆာနေမှထပ်ပြီးပဲလာမစဂျစ်ဟရမ်ကိုပြန်လာပြီးတော့အိမ်ပြန်အောင်အဲ့ဒီညအတွင်းလေးအချိန်မှာဒီညအတွင်းလေးနဲ့ဒီလောက်ဒီဝါကေယာဒီအကြောင်းအရာအဖြစ်အပျက်ကိုကျွန်တော်တို့လူအုံနောက်နဲ့ကိုက်ညီမှလက်ခံမယ်ဆိုရင်ဒီအရာဒီဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့အရင်ကလူတွေကိုတက်ပြောကြည့်ဟာတညတည်းနဲ့မင်းယုံလားဟိုမက္ကာမစဂျစ်ဟရမ်ကနေပြီးတော့ဟိုပါလက်စတိုင်းမှာရှိတဲ့မစဂျစ်အက်ဆာကိုတလောက်အချိန်ခဏလေးအတွင်းမှာတွားလိုက်တယ်ဆိုတာယုံလားဆိုအရင်ကလူတွေဆိုယုံချင်မှယုံပါဒါအုံနောက်ကပြောတာအရင်ကလူတွေအုံနောက်ကအဲ့လောက်ထိသူတို့ယုံတော့ယုံကြည်ကြတယ်အစ္စလာမ်တွေဟာခေတ်ဆက်ယုံကြည်လာကြတယ်အလ္လာဟ်ရှင်ရဲ့အမိတ်ဘလို့မဆိုယုံကြည်လာကြတယ်ဒါပေမဲ့ logic ကိုမချဘူးဘာကြောင့်ယုံကြည်တာလဲအလ္လာဟ်ပြောလို့ယုံကြည်တာပဲအလ္လာဟ်ပြောဒီလိုဖြစ်ရမယ်မွတ်စလင်ကဒီလိုဖြစ်ရမယ်အီမမ်ရာဇီရာဟ်မတ်တူလာအလိုင်ဆိုတာအီမမ်ရာဇီဆိုတာတကယ်အကျော်မော်အာလင်ကြီးသူရေးထားတဲ့တဖ်စီကျမ်းလည်းရှိတယ်
ဒီအီမမ်ရာဇီရဟ်မတ်တူလာအလိုင်ဟာသူဟာမိမိရဲ့နှလုံးသားအရေးနဲ့ပတ်သက်ပြီးတော့ဆရာတစ်ပါးထံမှာပြောပါလေတွားပြီးတော့ရှိုက်တစ်ပါးထံမှာတွားပြီးအနံတယ်ကျွန်တော်ရဲ့နှလုံးသားပိုင်းဆိုင်ရာယောဂတွေနဲ့ပတ်သက်ပြီးခုကျွန်တော်မှာမာနရှိတယ်ကျွန်တော်ကဘသူကိုမနာလိုဝင်တုံမှုဖြစ်နေတယ်ကျွန်တော်ကတော့ဒီအပိုင်းဂုဏကြီးဒီဂုဏကိုကျွန်တော်လုပ်ချင်နေဖြစ်ကျွန်တော်တို့အပြင်မှာနှာစီးချောင်းဆိုရင်ဆရာဝန်ပြတယ်လို့ပဲရူဟ်လို့ခေါ်တဲ့ဝိညာဉ်ပိုင်းဆိုင်ရာယောဂလေးရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှိုက်တစ်ပါးစီအနံဒါမှကျွန်တော်ကိုတိတ်အထင်ကြီးနေတယ်အခုအဲ့တော့ကျွန်တော်ဒီဟာကိုဒီမာနကိုကျွန်တော်ပြန်ပြီးတော့ဆေးဖို့လိုတယ်ဒါမှကျွန်တော်နှလုံးသားတန့်နေမှာအဲ့တော့ရှိုက်တစ်ပါးထားဖို့လိုတယ်လူတိုင်းဘလို့အာလင်ကြီးပဲဖြစ်ဖြစ်ဒီအာလင်ကြီးကလည်းတော့ရှိုက်တစ်ပါးသူရှိုက်ရှိမှသူတွားပြီးအနံရင်နဲ့ဒီအာလင်ကြီးဒီအီမမ်ရာဇီရဟ်မတ်တူလာအလိုင်ဒီဖယ်လ်ဆဖာပညာရပ်ကိုလည်းကျွမ်းကျင်တဲ့ပညာရှင်ကြီးဖြစ်တယ်ဖယ်လ်ဆဖာအဲ့ဒီပညာကိုကျွမ်းကျင်တဲ့ပညာရှင်ကြီးဖြစ်တယ်အဲ့တော့တရက်ဆရာကိုတက်ပြောတယ်သူရဲ့ရှိုက်ပေါ့သူရဲ့ရှိုက်ကိုတက်ပြောတယ်ဆရာကြီးကရှိုက်ကိုဗာပြောလဲဆိုတော့ရှိုက်တဲ့ကျွန်တော်ရှိုက်စီမှာဘိုင်အတ်လုပ်ပြီးကြတဲ့ကအစ္စလာဟ်လုပ်ပြီးကြတဲ့ကကျွန်တော်ရဲ့ဒီဖယ်လ်ဆဖီပညာတွေတရက်ထက်တရက်မေ့လာတရက်ထက်တရက်မေ့လာအဲ့ဒါဘာဖြစ်လို့လဲတောင်းပြီးတော့ရှိုက်ကဘာပြောလဲဆိုတော့မေ့ပြီအဲ့ဒါကောင်းတာပေါ့အမင်းတို့မင်းရဲ့အထဲမှာမလိုအပ်တဲ့ပညာတွေကိုလည်းရှင်မကတဖြည်းဖြည်းနဲ့ရုပ်သိမ်းနေတာအဲ့တော့ကောင်းတာပေါ့ကွာမေ့ပြီစီပေါ့ရှိုက်ကအဲ့လိုပြောဒါနဲ့သူရှိုက်ကိုဘာပြန်ပြောလဲဆိုတော့ဒါဆိုကျွန်တော်ဒီကနေ့ကနေစပြီးတော့ရှိုက်ရှင်မှာကျွန်တော်အစ္စလာမ်မလုပ်တော့ဘူးဘိုင်အတ်ကိုဖြတ်တယ်ဘာကြောင့်လဲကျွန်တော်ဒီလောက်စူးစမ်းပန်းစားနဲ့တော်အခက်အခဲနဲ့စူးစမ်းပြီးတော့ကျွန်တော်ဒီပညာကိုရယူထားတယ်ဒီလိုပဲခင်ဗျားရှိမှအစ္စလာမ်လုပ်လို့ကျွန်တော်မေ့နေမယ်ဆိုရင်တော့ကျွန်တော်ရှိုက်ရှိမှကျွန်တော်ဘိုင်အတ်မလုပ်တော့ဘူးအစ္စလာမ်မလုပ်တော့ဘူးဆွန့်လွတ်တယ်ဆိုပြီးဆွန့်လွတ်လိုက်အဲ့တော့ရှိုက်ကလည်းကောင်းပြီထားဆွန့်မလုံးနဲ့တော့ဒါပေမဲ့ငါနဲ့တော့အဆက်အသွယ်တော့ထားအခေါ်အပြောအဆက်အသွယ်အတွားလာတော့ထားဆိုပြီးတော့ပြောလိုက်အဲ့တွားလိုက်တယ်ဒါလိုပဲကြာသွားပြီးနောက်မှာအီမမ်ရာဇီနောက်ဆုံးအချိန်စကရာတီအချိန်မှာအီမမ်ရာဇီထံဘယ်သူရောက်လာရှိုက်တန်ရောက်လာတယ်ရှိုက်တန်ရောက်လာပြီးရှိုက်တန်ဘာပြောလဲအီမမ်ရာဇီကိုမေးတယ်မင်းအလကိုဘာကြောင့်လက်ခံတာလဲအီမမ်ရာဇီဆိုတာတကယ်ပညာရှင်ကြီးအာလင်ကြီးအဲ့တော့သူ့ရဲ့ပညာနဲ့သူဖြည့်တယ်ငါဒါကြောင့်လက်ခံတာဆိုတော့ရှိုက်တန်ကလည်းတစ်ချိန်ကဖရစ်စတာရဲ့ဆရာဒါသူကလည်းတော်တော်ပညာတတ်တဲ့ပုံကိုပဲအဲ့တော့ရှိုက်တန်ကလည်းဒီအဖြေကိုပြန်ပြီးတော့ခြေလိုက်ဒါဆိုရင်ဒီလိုချရင်မင်းဘယ်လိုဖြေမလဲအဲ့တော့အီမမ်ရာဇီဘက်ကနေပြန်ဖြေတယ်အဖြေအဲ့တော့ဒါကိုရှိုက်တန်ကပြန်ဖြတ်တယ်အီမမ်ရာဇီကအဖြေထပ်ပေးတယ်ဒလီအထောက်ထပ်ပေးတယ်ဒါကိုရှိုက်တန်ကဖြတ်တယ်အဲ့လိုနဲ့နောက်ဆုံးပါပဲအီမမ်ရာဇီထပ်ပြီးတော့ဒလီပေးစရာမရှိတော့ဒါနဲ့အီမမ်ရာဇီရဟ်မတ်တူလာအလိုင်ကအလတ်ထမငိုပြီးတော့ရအလ္လာကျွန်တော်တလုံးဒီပေါ်မှာကျွန်တော်အီမန်ယူခဲ့တာဒီပေါ်မှာကျွန်တော်ကြိုးစားခဲ့တာဒီကနေ့ကျွန်တော်ရှိုက်တန်ကိုကျွန်တော်ရှုံးပြီးတော့ကျွန်တော်ထပ်ပြီးတော့အဖြစ်မပေးနိုင်တဲ့အဖြစ်နဲ့ကျွန်တော်ဒုနီယာနဲ့ခွဲခွာမှာကျွန်တော်အရန်ကြိတ်ကွဲတယ်အဲ့တော့ကျွန်တော်အကူကြီးပါအလတ်ရှိမှတော့တောင်းအဲ့ဒီအချိန်သူ့ရဲ့ပထမရှိုက်ရဲ့မျက်နှာသူပြန်ပြီးတော့မြင်အောင်လဲရှိုက်ကအဲ့ကနေသူဘာပြောလဲဆိုတော့မင်းရှိုက်တန်ကိုပြောလိုက်ဘာအထောက်ထားမှမလိုဘဲနဲ့ငါလက်ခံပါတယ်ငါအလ္လာဟ်ကိုလက်ခံတယ်ဆိုတာဘာအထောက်ထားမှမလိုဘူးငါလက်ခံပြောလိုက်အဲ့ဒီစကားပြောလိုက်တဲ့အချိန်မှာရှိုက်တန်သွားလိုက်အဲ့တော့ကျွန်တော်တို့လည်းဒီခေတ်ကလူတွေအင်ရှာအလ္လာဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အစ္စလာမ်တာဒနာဒီအကလ်ဘောမှာဘာကြောင့်အခြေမခံတာလဲဆိုတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးချက်လက်လာမယ့်ပတ်တွေမှာလည်းဒါကိုယ့်ရဲ့အီမန်နဲ့ပတ်သက်ပြီးတော့ဒါတွေလိုအပ်တယ်ကိုယ့်ရဲ့အီမန်ခိုင်မြဲဖို့အခုခေတ်ကအီမန်ရဲ့ယံသူတွေကများလာနေပြီဒါလည်းဟာဒီစ်မှာတမန်တော်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်ကြိုပြီးတော့မိတ်ခဲ့ပြီးတာဒီလိုခေတ်တစ်ခေတ်ရောက်လာမယ်အဲ့ဒီခေတ်မှာအလ္လာဟ်နဲ့ပတ်သက်ပြီးတော့မိကုံထုတ်လာကြမယ်မိကုံထုတ်လာမှာဘူခါရီမွတ်စလင်မှာပဲပါတယ်အဲ့ဒီဟာဒီစ်ဒီလိုမိကုံထုတ်လာကြမယ်လူတွေကအတင်တို့ကိုမေးကြလိမ့်မယ်ဒီအရာကိုဘယ်သူဖန်ဆင်းတာလဲမွတ်စလင်ကပြောမယ်လေဒီအရာကိုဘယ်သူဖန်ဆင်းတာလဲအလ္လာဟ်ဒီအရာကိုဘယ်သူဖန်ဆင်းတာလဲအလ္လာဟ်ဒီအရာကိုဘယ်သူဖန်ဆင်းတာလဲအလ္လာဟ်ပြီးတော့ရုတ်တရက်မေးလိုက်မယ်အလ္လာဟ်ကိုဘယ်သူဖန်ဆင်းတာလဲအဲ့ဒီလိုမေးတဲ့ခေတ်တစ်ခေတ်ရောက်လာလိမ့်မယ်ဒါတမန်တော်ခေတ်မှလည်းမမေးခဲ့ဘူးတမန်တော်ခေတ်မကာမှာရှိတဲ့မုရှရစ်တွေဒီအလ္လာဟ်ကိုလည်းလက်ခံတယ်သူတို့ဘုတ်တွေကိုလည်းသူတို့ကိုးကွယ်တယ်အခုခေတ်နဲ့မတူတော့အဲ့တော့ဒါတွေကတမန်တော်ကြိုးပြောပြီးသားရှိခဲ့တယ်ဒါပေမဲ့တမန်တော်ကတခါတည်းပိတ်ခဲ့တယ်အဲ့လိုအချိန်ကျရင်ပါဇက်ပိတ်တာအဲ့အချိန်ကျရင်သူတို့နဲ့ဆက်ပြီးဆွေးနွေးတာတင်ပြတာငင်းခုန်တာမလုပ်နဲ့ဒါကိုပြောချင်တာကျွန်တော်တို့အစ္စလာမ်သာသနာဝင်တွေအရန်အခု social media ခေတ်မှာ comment တွေမှာ
post တွေတင် share ဟိုဟာတွေလုပ်ဒီဟာတွေလုပ်ကျွန်တော်တို့အမျိုးဆုံးပွဲခန့်နေကြတာတွေ့ရတယ်ဟာဒီစ်ကပြောတယ်အဲ့ဒီ bahas ရောက်လာပြီဆိုရင်ပိတ်လိုက်မင်းမမှာတန်တရားတွေဝင်လာမယ်နော်အီမမ်ရာဇီရဲ့အခုနဝါကီယာနဲ့ကျွန်တော်ပြောပြရရင်အထောက်ထားမဲ့လက်ခံနေကွာပြီးပြီကျွန်တော်တို့အီမန်ကျွန်တော်တို့သားသမီးတွေရဲ့အီမန်ကိုခိုင်မြဲအောင်ကျွန်တော်တို့လုပ်ပြီးသွားမယ်အာမာလ်တွေရဲ့အားနေတာတော့အားနေပြီမွတ်စလင်တွေမှာအာမာလ်တွေအားနေတာကအလ္လာဟ်ခွင့်လို့ကောင်းခွင့်လို့မယ်ဒါပေမဲ့အီမန်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးရှက်တန်တရားရှိရင်ကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူးဂျန်နတ်ရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အီမန်ရဲ့ဓမြတွေအခုခေတ်မှာပေါ်လာပြီဒါကြောင့်မလို့ဒါတွေနဲ့ပတ်သက်ပြီးတော့အနုညွတ်ပြောချင်တာကအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုတာညင်းခုန်တာဆဲဆိုတာတွေမလုပ်ကြပါနဲ့ဒါပဲကျွန်တော်အနှစ်ချုပ်ပြောချင်တယ်ချလလာမေပရိမာလဲဒီရနဲ့ပတ်သက်ပြီးတော့တင်ပြသွားမယ်အစ္စလာမ်သာသနာဒီဘာကြောင့်အကလ်ပေါ်မှာအခြေမခံရတာလဲဆိုဆလလာရှင်အားလုံးကိုတည်တဲ့အထိအီမန်ရဲ့နစီဘ်ကိုလည်းရှင်ချီးမြှင့်တော်ပါစေကျွန်တော်ပေါ့ဝင်အားလုံးကျွန်တော်တို့ရဲ့တားစီမြေဆက်ကိုလည်းရှင်ချီးမြှင့်တော်ပါစေအမတ်တော်ဖီကလည်း